မင်္ဂလာပါခင်ဗျာ Golden Science မင်္ဂလာကနေပြန်လဲကြိုးစုပါလေမလ16ရက်နေ့အောင်ပွဲအတွက်တီးကြတဲ့လေးနက်တဲ့တော့ချက်ကနန်းကိုထုတ်ဖော်ပေးမှာပါဒီကနန်းကရှေ့ကကနန်းနဲ့ဘလို့ချိတ်ဆက်နေတယ်လဲဆိုတာဒီဖို့ဗီဒီယိုကိုအဆုံးထိတိတိကျကျကြည့်ရှုပေးဖို့တိုက်တွန်းလိုပါလေခင်ဗျာMirror number theory ပြီးခဲ့တဲ့ပတ်စင်တွေရဲ့ရလဒ်တွေကိုအပြန်အလှန်စစ်ဆေးတဲ့အခါမှာကဏ္ဍတွေရဲ့တုံ့ကာမှုဟာအခုထုတ်ပြမဲ့အတွဲအဆက်မှာလာပြီးစုံနေတာကိုတွေ့ရပါတယ်။ Data consistency ဒီအတွဲအဆက်ဟာမက်လက်လေပိုင်းရဲ့အကျကဏ္ဍတွေနဲ့အကိုက်အညီဆုံးဖြစ်နေတာကိုကျွန်တော်တို့ရဲ့ analysis အရာအတည်ပြုနိုင်ခဲ့ပါတယ်ခင်ဗျာ။ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့မလ16ရက်နေ့အတွက်ဒုတိယမြောက်တော့ချက်ကဏ္ဍကတော့ခုံ3 5ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီခုံ3 5ဟာမလရဲ့စွမ်းအင်အကောင်းဆုံးကဏ္ဍအတွဲအဆက်တစ်ခုအထိကျွန်တော်တို့သတ်မှတ်ထားပါတယ်။ဒါကတော့ဒုတိယမြောက်လမ်းညွှန်ချက်ဖြစ်ပါတယ်။နောက်ထပ်2ရက်အကြာမှာတော့ဒုတိယမြောက်ကဏ္ဍကိုထပ်မံတင်ဆက်ပေးမှာမို့ Golden Size မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။အားလုံးပဲကန်ထူးကြပါစေခင်ဗျာ။